ကဲဒီနေ့ကတော့ကဲအိုင်းကိုနှစ်ယောင်စက်လေးကိုရှိတ်ပြီးလေးဆိုမယ်လीနော်ကကြတော့ကိုကရောင်အနုအရင်2မျိုးသုံးမယ်ပေါ့နော်အရင်လေးအောက်ကအရင်ခံမယ်ပြီးရင်ဘေးကနေပြီးတော့ highlight လေးတိချပေးမယ်ပြီးရင်ဘေးကနေဖြည်းဖြည်းလေးကအိုင်းလေးကိုတွန်းမယ်လीနော်အဲ့ဒါပြီးလို့ရှိရင်ပြီးတစ်ခါပြမယ်ပြီးရင်ဒုတိယရောင်ကကျတော့သူနဲ့အရင်မဝေးတဲ့ရောင်ပေါ့ဆရာတို့ဒီမှာစိမ့်ဝါရောင်လေးတုံးထားတာပေါ့နော်ပထမတစ်ခေါက်ကတော့ရွှေရောင်အဲ့ဒါလေးဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ဖြည်းဖြည်းလေးပပလေးဆိုပေါ့နော်ဆိုပြီးရှိတ်ပြီးမယ် highlight တစ်ခါပေးမယ်ပြီးရနေကအိုင်းလေးကိုဒီဘက်ကနေလည်းတစ်ခါပြန်ပေးမယ်အဲ့ပြီးလို့ရှိရင်သူ့ရဲ့ဆန့်ကျင်ဘက်ကနေပြဖြည်းဖြည်းလေးကအိုင်းလေးပြန်တွန်းမယ်အဲ့လေးကိုလည်းထုံးစံတိုင်းပေါ့နော်ကိုလိုချင်တဲ့နေရာရောက်လို့ရှိရင်5စက္ကန့်လောက်ပေါ့နော်ငြိမ်ငြိမ်လေးထားလိုက်လို့ရှိရင်လုံးဝတန်နဲ့လုံးဝအမိုက်စားလေးပေါ့နော်ဒီဇိုင်းလေးကိုစမ်းကြည့်ကြအောင်နော်ကဲခုလိုကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်